ကိုယ်ကောင်းကျိုးချမ်းသာပေးမဲ့ကုသိုလ်ကြတော့ပြတ်တောင်းစိတ်မပါဘူးပြတ်တောင်းလုပ်တယ်လုံးဝမလုပ်ခဲ့လဲနေတယ်ကောင်းကျိုးချမ်းသာပေးမဲ့အလုပ်တွေကြတော့မလုပ်သည့်အတွက်ကြောင့်အဲ့ဒီကောင်းကျိုးချမ်းသာကိုရဖို့ဆိုတာအလှမ်းဝေးတယ်ပေါ့ဒီလိုဆိုလို့ဘာပင်မှမဆိုင်တဲ့လူဘာပင်မှဘာသီးမှလည်းရမှာမဟုတ်ဘူးပေါ့နော်ဘာအစိမ့်မှမဆိုင်ဘာပင်မှလည်းပေါက်မှာမဟုတ်ဘူးပေါ့အဲ့တော့ကောင်းမှုမလုပ်လို့ရှိရင်ကောင်းကျိုးချမ်းသာပေးမဲ့အရာကကိုယ့်ဘဝမှာပေါက်လာမှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့ဒါနကောင်းမှုမလုပ်ရင်လည်းအဖြစ်လျက်ဘဝမှာဆင်းရဲမွဲတေစားစရာမရှိတဲ့အနေအထားမျိုးနော်အဲ့ဒီနေရာမျိုးရောက်သွားတာသီလမရှိသည့်အတွက်ကြောင့်ဖြစ်လာတဲ့အချိန်မှာယောဂါတွေထူပြောတယ်စုထားတာလေးကုန်မြန်တယ်နော်အဲ့ဒါမျိုးတွေသီလပြတ်သွားပြီဆိုရင်လည်းပဲသီလပြတ်ခြင်းရဲ့ဆိုးကျိုးတွေဟာကိုယ်စီရောက်လာမှာပဲဒီလိုဆိုလို့ရပေါ့နော်ဆိုးကျိုးတွေသာရပြီကောင်းကျိုးကကိုယ်စီမှာမရောက်လာဘူးတဲ့အဲ့ဒီပမာဒဆိုတဲ့အဆိုးတရားကိုအပမာဒလို့ဆိုတဲ့ကုသိုလ်တရားပေါ်မှာစိတ်ဆိုင်ပြီးတော့ကြိုးစားအထောက်ခြင်းကိုယ့်အတွက်ကောင်းကျိုးပေးတဲ့အရာလားဆိုးကျိုးပေးတဲ့အရာလားဆိုတာကိုဆင်ញင်သုံးသပ်တဲ့တတိရှိပြီးတော့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာတတိနဲ့ပညာနှစ်ခုပေါင်းစပ်လိုက်ရင်အပမာဒဆိုတဲ့ကောင်းမြတ်တဲ့အရည်အသွေးတစ်ခုကိုရလာမှာပဲဖြစ်တယ်ပေါ့